လောကမှာအချိန်ကအရာအလုံးကိုပြောင်းလဲစေနိုင်ပေမဲ့ဒီအရာကိုတော့ဘလို့မှပြောင်းလဲလို့မရပါဘူး။အဲ့ဒါကတော့ကမ္ဘာမြေပုံရဲ့အောက်ဘက်ကအန်တာတိကတိုက်ပဲဖြစ်ပါတယ်။နှစ်ပေါင်းတန်းချီကြာလွန်ခဲ့တာတောင်ရေခဲပြင်ကြီးကအပြောင်းလဲမရှိအရင်တိုင်းတည်ရှိနေပါတယ်။ဒီနေ့မှာတော့အန်တာတိကတိုက်ရဲ့လှုပ်ဝက်ချက်တွေဖြည့်ရှင်းရခက်တဲ့ပု္ပ္ပာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်5နာဇီတွေအန်တာတိကတိုက်မှာဘာတွေလုပ်နေခဲ့တာလဲ။ကမ္ဘာသမိုင်းမှာနာမည်ကြီးခဲ့တဲ့နာဇီက1938မှာအန်တာတိကတိုက်ကိုအဖွဲ့ဝင်33ယောက်နဲ့အဲ့ဒီမှာသိပ္ပံပညာရှင်တွေ construction သမားတွေလည်းပါပါတယ်။ဒီစေလွတ်ချက်ကိုတူတူတိတ်တိတ်ပဲပြုလုပ်ခဲ့တာကြောင့်မီဒီယာတွေကအရန်တတိမထားမိခဲ့ကြပါဘူး။နာဇီတွေကဘာလို့ဒီလိုလူမရှိနေမရှိဘာလို့ဘာမှမရှိတဲ့နေရာမှာလူတွေရဲ့အသက်ကိုရင်းပြီးတဲ့အထိကိုဘာလို့အဲ့လောက်ထိအဲ့နေရာမှာဘေးဆွေတိဆောက်ချင်တာလဲ။နာဇီတွေဆိုတာအဲ့အချိန်တုန်းကနီးပညာမှာအရန်ကိုတိုးတက်နေတဲ့အချိန်ဖြစ်ပြီးတော့သူတို့ကိုနီးပညာပိုင်းမှာရှင်ဖို့ခက်ပါတယ်။သူတို့ဘာတွေသိပြီးဘာတွေတွေ့သွားလို့အန်တာတိကတိုက်ကိုရွေးချယ်ရတာလဲ။အဲ့ဒီအချိန်တုန်းကနာဇီတွေကအန်တာတိကတိုက်ရဲ့တစိမ့်တနေရာဖြစ်တဲ့နယူးဆွာဘီယာကိုရှာဖွေတွေ့ရှိသွားပြီးတော့အဲ့နေရာကိုသူတို့ပိုင်ကြောင်းကြေညာလိုက်ပါတယ်။ဒါပေမဲ့ဝေါ်ဝါ2ပြီးသွားတဲ့နောက်မှာတော့ဂျာမနီဘက်ကရော်ကြီးပေးရတဲ့အနေနဲ့အဲ့ဒီနေရာကိုလည်းပြန်လည်လက်လွတ်လိုက်ရပါတယ်။နာဇီတွေအဲ့ဒီနေရာမှာဘာတွေလုပ်ခဲ့လဲဆိုတာကိုဘယ်သူမှသိချမစုံစမ်းနိုင်ခဲ့ပဲ။တချို့တွေကဒီရေခဲပြင်အောက်မှာသူတို့ရဲ့လှုပ်ဝက်စခန်းတွေအများကြီးတိဆောက်ခဲ့တယ်ဆိုပြီးတော့ပြောကြပါတယ်။နာဇီတွေက alien technology တွေနဲ့ပတ်သက်ပြီးအဲ့အချိန်တုန်းကတော်တော်နာမည်ကြီးခဲ့ပါတယ်။ Diaglock ကစပြီးဟာနေဘူးလိုမျိုးစက်ပစ္စည်းနဲ့ယင်းတွေကိုပါတီထွင်အသုံးပြုခဲ့တာပါ။ off topic ဖြစ်သွားမှာဆိုလို့အသေးစိတ်တော့မပြောတော့ဘူးဗျ။ပရိသတ်တို့စိတ်ဝင်စားရင်နာဇီ UFO ဆိုပြီးအင်တာနက်မှာရှာကြည့်လို့ရပါတယ်ခင်ဗျာ။ဆက်ရရင်1959ခုနှစ်မှာတော့ဝါရှင်တန်မှာနိုင်ငံပေါင်း12နိုင်ငံက Antarctic Treaty ဆိုတဲ့စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီးတော့အန်တာတိကတိုက်ကိုတာမန်လူတွေသိပ္ပံနည်းပညာနဲ့စူးစမ်းမှုတွေမပြုလုပ်ဖို့ကိုအဓိကထားပြီးချုပ်ဆိုခဲ့ကြပါတယ်။အဲ့မတိုင်ခင်ကတော့ဘယ်သူမဆိုဒီအန်တာတိကတိုက်ကိုလေ့လာခွင့်ရခဲ့တာပါ။နိုင်ငံတကာအစိုးရတွေကဘာတွေတွေ့ပြီးဘာတွေကိုလှုပ်ဝက်ချင်လို့အပြင်လူပေးမဝင်ဘူးဆိုပြီးရုတ်တရက်ကြီးစာချုပ်ချုပ်ဖို့ထားလုပ်တယ်ဆိုတာကတော့စဉ်းစားစရာပါပဲ။နံပါတ်4အန်တာတိကရေခဲပြင်အောက်ကသက်ရှိသက်တဝါများဒီလောက်အေးဆက်ပြီးစားစရာတောက်စရာမရှိတဲ့ပတ်ဝန်းကျင်မှာဘယ်သက်တဝါမှအသက်မရှင်နိုင်ဘူးလို့ထင်မိကြပါလိမ့်မယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကပုံမှန်တွေ့နေကြပုံစံမဟုတ်တဲ့သက်တဝါတွေအများကြီးရှင်သန်ကျက်စားနေတာကိုတွေ့ရှိခဲ့ကြပြီးတော့2015မှာတော့အတွင်းကလီစာအကုန်လုံးကိုဖောက်မြင်နေရတဲ့9မျိုးစားတစ်ခုကိုလည်းရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။အဲ့ဒီ2015ခုနှစ်မှာပဲ15မီလီယံသက်တမ်းရှိတဲ့သက်တဝါတစ်ကောင်ရဲ့ sperm cell ကိုလည်းတွေ့ရှိခဲ့ပါတယ်။2019မှာတော့အိန္ဒိယကသိပ္ပံပညာရှင်တယောက်ကအပင်အမျိုးစိတ်တစ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။2020ခုနှစ်ရောက်တော့အန်တာတိကရဲ့ရေအောက်မျက်နှာပြင်မှာသက်တဝါတွေရဲ့ ecosystem ကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့တော့မေးခွန်းတစ်ခုကဒီရေခဲပြင်ကြီးရဲ့အောက်မှာဘလို့သက်ရှိသက်တဝါတွေရှိနေနိုင်သေးလဲ။ခုချိန်ထိအန်တာတိကတိုက်ရဲ့61%လောက်ထိက information မရှိဘဲနဲ့ရှာဖွေလို့မပြီးသေးဘူးဆိုတော့စဉ်းစားစရာပဲဗျ။နံပါတ်3 Admiral Byrd Diary Admiral Byrd ကအမေရိကန်ရဲ့လေတပ်အရာရှိတဦးဖြစ်ပါတယ်။ဒန်နာရီထဲမှာပြောထားတာကသူကအန်တာတိကတိုက်ရဲ့တနေရာမှာဝင်ပေါက်လိုဖြစ်နေတဲ့ထဲကိုပြန်သွားတယ်။အထဲရောက်တော့စိမ့်နှန်းဆူပြေးပြီးအပူပိုင်းဒေသလိုနေရာမျိုးကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့လေယာဉ်ကိုတစုံတစ်ခုကထိန်းချုပ်လိုက်ပြီးတော့ UFO လိုမျိုးလေယာဉ်နှစ်ခုက area တစ်ခုစီကိုခေါ်ဆောင်သွားတယ်။ရောက်သွားတဲ့အချိန်မှာကျတော့ Admiral Byrd ကို The Master လို့ခေါ်တဲ့သူတစ်ယောက်စီကိုခေါ်သွားပါတယ်။အဲ့ဒါနဲ့ Admiral Byrd ကသူ့ရဲ့ပါလာတဲ့လူပေါင်း3000လောက်အုပ်စုလိုက်ကြီးကအဲ့ဒီနေရာကိုပြန်ရောက်သွားချိန်မှာအမျိုးမြင်မသိတဲ့လေယာဉ်တွေကသူတို့ရဲ့သင်္ဘောတွေကိုအချိန်ခဏအတွင်းမှာပဲဖျက်ဆီးလိုက်ပါတယ်။ Admiral Byrd ဆိုတာကအဲ့အချိန်တုန်းကအကောင်းဆုံးအတော်ဆုံးဒေသအရာရှိတစ်ယောက်ဖြစ်နေတာပါ။အဲ့နောက်ကျတော့သူကဒီအမေရိကန်ဘက်ကို report တွေပြန်လုပ်တယ်ပေါ့နော်။ဘယ်လိုပြောလဲဆိုရင်သူတို့မှာရန်သူအတစ်ထပ်ပေါ်လာပြီးသူတို့ရဲ့ရင်တွေက North Pole နဲ့ South Pole ကိုအလွန်နှင်းမြန်တဲ့အရှိန်နဲ့ပြန်တန်းသွားနိုင်တယ်ဆိုပြီးတော့ report လုပ်တယ်။ဒီ diary အကြောင်းကိုအသေးစိတ်ဖတ်ချင်ရင်တော့ The Secret Diary of Richard E. Byrd ဆိုပြီးရှာဖတ်လို့ရပါတယ်ခင်ဗျ။နံပါတ်2 Alien Landing 2018မှာ Internet Researcher တွေက Google Earth မှာ coordinate တစ်ခုကိုတင်လိုက်ပြီးတော့ Antarctica မှာ UFO landing ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောပါတယ်။
ဒီပုံထဲမှာအမည်မသိအရာတစ်ခုကရေခဲမျက်နှာပြင်ပေါ်မှာပြတ်ကျသလိုမျိုးတရွတ်တိုက်ဖြစ်နေပါတယ်။ဒီအရာက2019က Interstellar Object တစ်ခုဖြစ်တဲ့ Oumuamua နဲ့ဆင်တူနေတယ်ဆိုပြီးသိပ္ပံပညာရှင်တွေကထောက်ပြကြပါတယ်။နံပါတ်1 Lost Ancient Civilization 2018ခုနှစ်မှာရှီဟောင်းသုတေသနအဖွဲ့တစ်ခုကလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းကသက်ရှိတွေနေထိုင်ခဲ့တယ်ဆိုပြီးတပ်တွေနဲ့တကွသင်ပြခဲ့ကြပါတယ်။ဒီရေခဲပြင်ကြီးအောက်ကလူမျိုးနွယ်စုဟာဒန်ဒါရီတဲက Atlantis တွေများဖြစ်နေမလားဆိုပြီးမေးခွန်းတွေထုတ်လာကြပါတယ်။ Atlantis ဆရာဇဝင်ကိုအချင်းချုပ်ပြောရရင် Greek နတ်ဖျားတွေက Atlantis လူမျိုးတွေကိုအပြစ်ပေးတဲ့အနေနဲ့သူတို့နေထိုင်ရာအရက်ဒေတာတစ်ခုလုံးကိုပင်လယ်ရေရောက်ထဲနစ်မြုပ်သွားစေခဲ့ပြီးတရက်အတွင်းမှာပဲအကုန်အစနာပျောက်သွားခဲ့တယ်ဆိုပြီးတော့ပလေတိုရဲ့မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပူပါတယ်။အဲ့တော့ဆက်ရရင်ဒီအန်တာတိကတိုက်ဟာကျွန်တော်တို့ထင်ထားတာထက်တွေးနိုင်တာထက်ကိုပိုပြီးအများကြီးဖြစ်နိုင်ပါတယ်။ခုချိန်မှာတော့တစ်နှစ်ထက်တစ်နှစ်ကဘာကြီးပူနွေးလာမှုမြင့်တက်လာတာကြောင့်ဘယ်အချိန်မှာဘာတွေဖြစ်မလဲဆိုတာခံမှန်းလို့မရနိုင်ပါဘူး။ပိတ်သက်တို့ရောအန်တာတိကတိုက်နဲ့ပတ်သက်ပြီးကြားသိခဲ့ရတဲ့ mystery တွေထဲမှာဘယ်အကြောင်းအရာတွေကိုစိတ်ဝင်စားမိလဲဆိုတာကို comment မှာရေးသားကြပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦးနောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့ season တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြည့်ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ